တော်လေးလုံသွားတော့လားညာဆိုင်လားအော်အေးတအေးဒီနေ့ကတော့ရာသီဥတုတာယာနေရောပဲအေးဒါကတော့ဒါကျွန်တော်တို့နေတဲ့ထိုင်းမှာပေါ့နော်ဒါအဆောင်ပဲပေါ့နော်ကျွန်တော်တို့ဗမာတွေနေတဲ့အဆောင်တွေဖြစ်ပါတယ်ဒီအခန်းကားတွေကတော့သဘောကားဆိုလို့ရှိရင်3000ပေးရတယ်ဘတ်ငွေ3000ပေါ့နော်ဒါအောက်ထက်ကျွန်တော်တို့နေတဲ့ဥစ္စာအဲ့ဒါကျွန်တော်တို့ရဥလေးဖြစ်ပါတယ်ဥကြီးပြောသားမလို့တော့ဈေးဝယ်အောင်လားမသွားသေးပါဘူးဥကြီးရသွားမလို့လားဈေးဝယ်အောင်အေးသွားဒါဆိုဥကြီးတို့အခန်းလေဥကြီးတို့အခန်းဆိုဥကြီးတစ်လောက်အခန်းကဘယ်လောက်ပေးရလဲဥကြီးတို့အခန်းပြတစ်လောက်လေအခန်းကနဲ့ရေကမိကနဲ့ဘယ်လောက်ပေးရလဲမဟုတ်ဘူးငါမေးနေရလေဥကြီးကိုမပြောနေရဥကြီးဘယ်လောက်ပေးရတယ်လို့2000ထဲမှာ400အေးဟုတ်တယ်ဒီကန်းနေဆို2000ထဲမှာ400နော်2000ထဲမှာ400တဲ့ဒါရေချိုးကအိမ်သားကမပေါအောင်တော့ဥကြီးရေချိုးကနဲ့အိမ်သားကအများဆုံးဗီဒီယိုရိုက်နေတာဘောင်ကြီးလေးဆိုဒီမှာကြီးအခန်းကဒီမှာကြီးတိတ်တော့မကျဲဘူးနော်ဥကြီးဒီအခန်းဆိုလို့ရှိရင်အခန်းက2000ထဲမှာ400ရေချိုးကနဲ့အိမ်သားကကြာဒီမှာပေါ့နော်ဒါလေးရကြတော့ဟိုပါပေါ့ရေချိုးကန်ဒါကြရေချိုးကန်ဟေးလားမွဲတော့ဦးကြီးရေဒါအိမ်သားကန်ရေချိုးကမလားမွဲတော့ဦးနေပါစေတော့ဦးကြီးဒီကဆိုလို့ရှိရင်ဒါအခန်းကတစ်လောက်2000ထဲမှာ300ပေးရတယ်နော်မြန်မာငွေနဲ့ဆိုလို့ရှိရင်3သိန်းလောက်ကုန်တာပေါ့မြန်မာငွေနဲ့ဆိုရင်3သိန်းလောက်ရှိတယ်ဒါကျွန်တော်တို့နေတဲ့အဆောင်ပေါ့နော်ဒါအောက်ဆုံးတက်ပြီးရင်ကျွန်တော်လိုက်ပြမယ်ကျွန်တော်တို့ဗမာတွေပေါ့နော်ဗမာတွေနေကြီးပဲနေကြတာအဲ့ဒါဒုတိယတက်ပေါ့နော်ဒီနေ့မှာတော့ကျွန်တော်ဒီလောက်ပါပဲခင်ဗျာ